စွတောင်းပြအေးစေတော်မြတ်ကြီးပေါ့ကြီးနုဘလောက်ကောင်းလိုက်တော့ညချမ်းချိန်ကတမရလေးမှာဒါအရန်စေတူလေးတွေပေါ့ရန်စီစီလေးတွေပေါ့မုံလေးမုံနဲ့လွန်ခဲ့တဲ့2024ခုနှစ်2023 2024မှာအတစ်တပံပြန်လဲပြီးတော့တည်ထားဖို့ကိုခဲ့တဲ့ဇေတီပေါ့အခုလက်ရှိတဲနေတာတော့ဟိုးမှာလောကတော်ဖို့အောင်တော်မူဆိုတဲ့ဇေတီတော်မရှိပေါ့ရွာဦးရွာထိတ်မှာပေါ့တဲနေတယ်ဒါကရွာရဲ့အနောက်မြောက်ဖက်မှာပေါ့ဒီဇေတီကတော့စွတောင်းမြေအေးတော်မြတ်ကြီးပေါ့ဟိုးမှာလေးကဟိုးမှာမီးလေးတွေလင်းနေတာကရွာပေါ့ဒါကတော့တောင်ကုန်းလေးတနေရာမှာပေါ့တောင်ကုန်းလေးတနေရာမှာဒီရှိရစွတောင်းမြေအေးတော်မြတ်ကြီးပေါ့အရန်ကိုကြီးညိုဖို့တက်ပယ်ဖို့အရန်ကိုကောင်းတဲ့ဇေတီလေးတူပါဟိုးရှင်တော့ဒီဇေတီကဘယ်လိုပုံစံလေးလဲဆိုရင်ကြောက်ချက်တွေနဲ့စီးထားတဲ့ဇေတီလေးပေါ့ကြောက်ချက်တွေကိုထပ်ပြီးတော့တဲထားတာပေါ့အဲကြောက်ချက်တွေနဲ့ထပ်ပြီးတဲထားတဲ့ဇေတီလေးတူဆိုပေါ့တောင်လေးတောင်မှာစီမီပူဇော်တယ်အရင်လေးမျက်နှာမှာနန္တာလေးတွေပူဇော်တယ်ပေါ့ကောင်းငယ်လာမင်းရတော့ထိန်နေတာလို့ကိုနေသားသမီးပေါင်းကိုတည်ထားတဲ့ဇတီတော်လေးကိုဖူးမြောက်ပြရတော့ပေါ့ဂျီနူအချမ်းဖို့ကောင်းတဲ့အရန်တိတ်ဆိတ်ငြိမ်သက်တဲ့ဇတီဒီမှာလာရောက်ပြီးတော့ပရိစိတ်အမြပေးဝေလုံနေပါတယ်